ဈေးရမအိတ်လာပါပြီဒီနေ့ကတော့ကျမဈေးရောက်မှာပါအင်းအားလူတွေအတုံရောက်မှာပေါ့နော်အတုံမရောက်ခင်တသက်ရှင်းရှင်းဖြစ်သွားအောင်လို့ဆိုပြီးရေရင်ချိုးလိုက်ပါတယ်ဘာတုံလဲဆိုတော့ညှက်ဖက်တုံပေါ့နော်ဈေးတွေကတော့ကျမပါဝယ်စားမဲ့လူတွေကတော့ကျမကြီးက customer 3ဦးရှိပါတယ်ဖေဖေမေမေရဲ့ကိုကြီးရဲ့ပါဘာလို့လဲတော့မသိဘူးပေါ့နော်ငယ်လေးကပါအတုပ်တွေပါဝယ်စားတယ်အတုပ်တွေကအဲ့လိုမျိုးတွေဟိုအားထဲဒီအားထဲအဲ့လိုမျိုးကိုကထည့်နေတာကိုကိုတိုင်းထည့်နေတာကွာပြီးရင်အတုပ်ကိုလည်းကိုတိုင်းလက်နဲ့နေနေတာပါရနာအရပေါ့နော်စေတနာတရားတရားတွေပို့ပြီးတော့ငရုတ်ပြီးထည့်တာများပါတယ်ပေါ့နော်အင်းအားလူတွေကအဆန်သိမ့်မထားနိုင်တာငရုတ်ကြီးကတိတ်မဆက်လောက်ဘူးလို့ပြီးတော့ထည့်လိုက်တာပြီးရင်မေမေကိုတိုင်းချက်ထားတာပါကျမတို့နှမ်းပြူပေါ့နော်လက်အိတ်မဆုပ်ဘူးလားလို့လက်ကြီးနဲ့နေရလားလို့ဟုတ်တယ်မဆုပ်ချင်လို့မဆုပ်တာရှင်းတာတော်ကီလေးငါတို့ဝယ်တော်ကီမှာဘာမှလာပြီးတော့အပွေလာမပြောနဲ့အမေကဘာငယ်ဗီဒီယိုဝယ်ထားတယ်မျိုးအရင်ဆက်တာပဲဒါပေမဲ့ तू ကဆက်တာကိုကျမတုတ်တာကိုမကောင်းဘူးလို့ तू လုံးဝပါစကားတွေထုတ်ဖို့မပြောရဲပါဘူးကောင်းတယ်လို့ပဲပြောပါတယ်ဒါပေမဲ့ကျမအစ်အချိုထပ်ပြီးတော့ပြင်ပေးလိုက်ပါတယ်ပြီးတော့ဘေးအိမ်နေမေးရွေးအိမ်နေလိုက်ပြီးတော့ပို့လိုက်ပါဦးမဲတတ